အားလုံးပဲမင်္ဂလာပါကျွန်တော် United ရဲ့ Facebook page နဲ့ YouTube channel နဲ့ကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါဆိုတော့ဒီကနေ့ဇွန်လ10ရက်နေ့ရဲ့ United နဲ့ပတ်သက်တဲ့သတင်းလေးတွေရထားပါတယ်ဆိုတော့ဒီကြောင်းအလေးတွေကိုညီကိုလေးစီကိုဆွေးနွေးသွားကြပါတယ်ပထမဦးဆုံးကတော့လက်ရှိ United အသင်းရဲ့ပြစ်မှတ်ကစားသမားဖြစ်တဲ့ Elliot Anderson နဲ့ပတ်သက်တဲ့သတင်းမှာဆိုတော့ဒီသတင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ The Mirror ကနေပြီးဖော်ပြထားတဲ့အကြောင်းအရာဖြစ်တယ်ပေါ့နော်ဆိုတော့ Sergeant Ratcliffe အနေနဲ့လက်ရှိမှာဆိုလို့ရှိရင် Elliot Anderson ရဲ့အပြောင်းအရွှေ့ကိုလောက်ကင်နေတဲ့အခြေအနေမျိုးမှာလက်ရှိကျွန်တော်တို့ Elliot Anderson ကိုခေါ်ယူမယ်ဆိုလို့ရှိရင်လည်းဒါကစားသမားအတွက်လောကလာစာမြင်မာမှုတွေကျွန်တော်တို့ရှိလာနိုင်တယ်ပေါ့ဆိုတော့ဒီလိုရှိလာနိုင်တဲ့အခြေအနေမျိုးမှာ Sergeant Ratcliffe အနေနဲ့ Elliot Anderson ကိုရရှိဖို့အရေးအတွက်ကစားသမားကိုအကယ်လောကလာစာများပြီးတော့မှပေးရမယ်ဆိုလို့ရှိရင်တော့သူ့ဘက်ကနေပြီးတော့မှဒီလစာတောင်းဆိုချက်အပေါ်မှာလိုက်ရောပေးဖို့အတွက်ဆန္ဒရှိနေတယ်ဆိုပြီးတော့ဒီ report မှာဖော်ပြထားတယ်ဆိုတော့ဒီတစ်ဆက်တည်းမှာပဲလက်ရှိမှာ Nottingham Forest အသင်းအနေနဲ့ Elliot Anderson အတွက်ကိုဒါတောင်းဆိုချက်ပမာဏအနေနဲ့ဒါအနည်းဆုံးတန်း100နဲ့အထက်မှာလိုချင်နေတဲ့အခြေအနေမျိုးကိုလည်းဒါ Sergeant Ratcliffe အနေနဲ့သိရှိထားပြီးသားဖြစ်တယ်ဆိုပြီးတော့သိရတယ်လက်ရှိဘုတ်အဖွဲ့ဝင်တွေအနေနဲ့ဆိုလို့ရှိရင်ဒီ Elliot Anderson ဟာကျွန်တော်တို့ Manchester City နဲ့အတူကောင်းမွန်တဲ့အခြေအနေတွေရောက်နေသည့်တိုင်အောင်ကို United အသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေဟာလက်ရှိကျွန်တော်တို့ Manchester City နဲ့အတူအပြိုင်ခေါ်ယူနိုင်ဖို့အတွက်ကိုကြိုးပမ်းသွားဖို့အတွက်ဒါလုံးဝကိုဒါယုံကြည်မှုတွေရှိနေတယ်ဆိုပြီးတော့မှသိထားရတယ်ဆိုတော့ United အသင်းဒါကတော့တကယ်ကိုသတင်းကောင်းလို့ပြောရမယ်လက်ရှိကျွန်တော်တို့ပိုင်ရှင်တွေအနေနဲ့အကယ်၍ Elliot Anderson ကိုကြိုးပမ်းတဲ့အခါမျိုးတွေမှာဒါငွေကြေးအတိုင်းအတာတစ်ခုထိစိုက်ထုတ်ပေးဖို့အတွက်ဆန္ဒရှိနေတယ်ဆိုတာကတကယ်ကောင်းတယ်လို့ကျွန်တော်ကတော့ယူဆတယ်ဆိုတော့ United အသင်းရဲ့လက်ရှိကျွန်တော်တို့ Sergeant Ratcliffe ဆိုတာသိတဲ့အတိုင်းပဲအင်္ဂလန်မှာသူတို့ရဲ့ဒါအင်္ဂလန်ကြီးစိုးရေးဝါဒီသမားမျိုးလို့ပြောလို့ရတယ်ဗျာဆိုတော့လက်ရှိဒါ Elliot Anderson ဟာဆိုလို့ရှိရင်လည်းအင်္ဂလန်ကစားသမားတဦးဖြစ်တယ်ဆိုတော့ဒီလိုရှင်နေမျိုးမှာကျွန်တော်တို့ Sergeant Ratcliffe တို့ Elliot Anderson ကိုကြိုက်တယ်ဆိုတာကလည်းဒါလုံးဝကိုဘယ်လိုပြောမလဲဒါဖြစ်တိုင်တဲ့အနေအထားမျိုးလို့ပြောမှာပေါ့ဗျာဆိုတော့ဒီလိုရှင်မျိုးမှာ United အသင်းအနေနဲ့ Elliot Anderson အတွက်ကျွန်တော်တို့ဒါမျှော်လင့်ချက်ရေးကျွန်တော်တို့ပြန်လည်ရရှိလာတယ်လို့ပြောလို့ရတယ်ဆိုတော့အသင်းရဲ့ဒီလိုတာဝန်ရှိသူတွေဒီလိုပူးရဲပိုင်ရှင်တွေကအစဒီလို Sergeant Ratcliffe တို့ကတကယ်တော့ United အသင်းရဲ့ဘောလုံးဒီကိစ္စတွေမှာကြိုးကင်နေတဲ့သူတွေဗျာဆိုတော့ဒီလိုကြိုးကင်နေတဲ့သူတွေကနေပြီးတော့မှဒီလိုအပြောင်းရွှေ့တွေမှာငွေချစ်စိုက်ထုတ်ပြီးဖို့အတွက်ဆန္ဒရှိနေတယ်ဆိုတော့ကစားသမားတွေလောက်ခလာစာညှိနှိုင်းတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းဒီလစာတောင်းဆိုချက်တွေကိုလိုက်ရောပေးဖို့အတွက်အစဉ်စဉ်ရှိနေတယ်ဆိုတာကတော့တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ United အသင်းဒါပြီးခဲ့တဲ့ရက်သက်တစ်ပတ်ဒီမှာဆိုလို့ရှိရင်ဒါ Elliot Anderson နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဟာဆိုလို့ရှိရင်တော်တော်ကြီးကိုအလံဝေးလာတယ်လို့ပြောလို့ရတဲ့အနေအထားမျိုးဒါပေမဲ့အခုလက်ရှိအခြေအနေမှာတော့ United အသင်းအနေနဲ့ဒါ Manchester City ရဲ့ Elliot Anderson ပေါ်မှာစ조사နေမှုကိုဒါပြိုင်ဆိုင်ပြီးတော့မှ Manchester City ကိုကျော်လွန်ပြီးတော့မှ Elliot Anderson ကိုခေါ်ယူသွားနိုင်ဖို့အတွက်လက်ရှိဒါအသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေဟာဆိုလို့ရှိရင်ဒါယုံကြည်မှုရှိနေတယ်ဆိုပြီးတော့သိရတယ်ဆိုတော့ဘာတွေဖြစ်လာမလဲတော့ကြည့်ရမှာပေါ့ဗျာဆိုတော့လက်ရှိမှာကကမ္ဘာဖလားကစတော့မယ်ဆိုတော့ကမ္ဘာဖလားကကမ္ဘာဖလားစတဲ့အခါမျိုးမှာဆိုလို့ရှိရင်တော့ကစားသမားအနေနဲ့ကျွန်တော်တို့ကဒီပြောင်းရွှေ့ကလွယ်ကူကူတော့လင်းလင်းမြန်ဖြစ်လာမှာတော့မဟုတ်ဘူးကမ္ဘာဖလားပြီးတဲ့လောက်မှပဲကျွန်တော်တို့ဒါသတင်းကပို့ပြီးတော့မှအဆင်ပြေလာမယ်လို့ကျွန်တော်ကတော့မြင်နေ။ဘာကြောင့်လဲဆိုလို့ရှိရင်လက်ရှိ Nottingham Forest အသင်းအနေနဲ့ဆိုလို့ရှိရင်လည်း Elliot Anderson နဲ့ပတ်သက်ပြီးတော့မှဒါသူတို့ကဘယ်လိုပြောမလဲကမ္ဘာဖလားပြီးတဲ့အထိကိုစောင့်သွားခြင်းနဲ့ဆိုတော့ပုံစံမျိုးဆိုဒီလိုကစားသမားရဲ့အပြောင်းအရွှေ့ကိုမြင်မြန်ဆန်ဆန်ကျွန်တော်တို့သူတို့အနေနဲ့ဆုံးဖြတ်သွားမှာမဟုတ်ဘူးလို့ပြောလို့ရတယ်ဆိုတော့ဒီနေရာမှာအကယ်ကမ္ဘာဖလားမှာထပ်ပြီးတော့မှခြေစွမ်းပြလို့ရှိရင်သူတို့အနေနဲ့ထပ်ပြီးတော့မှဈေးမြင့်လာမယ်ပေါ့ဆိုတော့ United အသင်းအနေနဲ့အခုလို vision ရှိတာကကောင်းတယ်ဗျာရှင်းပြောရရင်ကျွန်တော်တို့ဒါ Manchester sorry ဒါကျွန်တော်တို့ Arsenal အသင်းတို့ကိုကြည့်ပေါ့နော် Declan Rice ကိုခေါ်တော့မှဆိုလို့ရှိရင်လည်းပေါင်သက်105တန်းလောက်ထိပေးခဲ့ရတယ်ဗျာ West Ham အသင်းအမှာဆိုလို့ရှိရင်လည်းကစားသမားအနေနဲ့တော်တော်လေးကောင်းတဲ့ performance ကိုပြသတယ်ဆိုတော့ဒီလိုပဲသူတို့အသင်းကိုသူတို့တိစောက်နေတဲ့အခါမျိုးတွေမှာပေါင်သက်100ကျော်တန်း105တန်းဆိုတော့ဒါမျိုးတွေကအခုလက်ရှိဈေးကွက်တွေအရဲ့အဆိုအရာဆိုလို့ရှိရင်ကျွန်တော်တို့ကပေးရတော့မယ့်အနေအထားမျိုးလို့ပြောလို့ရတယ်မလွဲမရှောင်တာကျွန်တော်တို့ဖြစ်လာရတော့မယ့်အနေအထားတွေလို့ပြောလို့ရတယ်ဒါကလည်းပျက်စီးလာတဲ့ဒီကျွန်တော်တို့ transfer market ရဲ့အခြေအနေတွေကြောင့်ဖြစ်လာတာလဲပါတယ်ပေါ့ဗျာဆိုတော့လက်ရှိဒီအရင်တော့အခြေအနေနဲ့နှိုင်းမယ်ဆိုလို့ရှိရင်တော့ဒီဈေးနှုန်းတွေဟာအင်တာမဈေးကြီးလုံးနဲ့ပြောင်းရွှေ့တွေဖြစ်ကျွန်တော်တို့မြင်နေရတယ်ပေါ့ဒါပေမဲ့လည်းကျွန်တော်တို့ဒါ Arsenal အသင်းတို့ကိုကြည့်အခုဆိုလို့ရှိရင် Declan Rice ကိုခေါ်ထားတယ်ဆိုတော့ Declan Rice ဆိုတာလည်းကျွန်တော်ညီကိုတွေသိတဲ့ဒါပေမဲ့ United အသင်းနဲ့အတူနာမည်ထွက်ခဲ့တယ် United အသင်းဂျိုဘန်ဘိုအတွက်ကိုဒါလွတ်ဆောင်ခဲ့တဲ့ကစားသမားတို့ဖြစ်တယ်ဒီကနေပြီးကျွန်တော်တို့ Arsenal အသင်းကိုရောက်သွားတယ်အခုဆိုလို့ရှိရင် Arsenal အသင်းအနေနဲ့ Declan Rice နဲ့အတူဒါ Premier League ဖလားကိုရရှိခဲ့ပြီဆိုတော့ Declan Rice ဆိုလို့ရှိရင်လည်းတော်တော်ကြီးကိုကောင်းမွန်တဲ့ performance တွေပြသနေတယ်အခုဆိုလို့ရှိရင်အသင်းကောင်းဆောင်တော့ဖြစ်လာပြီပေါ့ဒါမျိုးတွေပေါ့ဗျာဆိုတော့ဒါကအသင်းရဲ့ဒီသူတို့ရဲ့ဒီအနာဂတ်မှာသွားမဲ့ plan အတွက်ရင်းနှီးမြှုပ်နှံမှုလို့ပဲကျွန်တော်တို့ကမြင်နေဆိုဒီလိုအခြေအနေမျိုးမှာ Elliot Anderson ဟာဆိုလို့ရှိရင်လက်ရှိ United အသင်းနဲ့အဆင်ပြေမဲ့ကစားသမားမျိုးလို့ကျွန်တော်တို့ဘုတ်ဖွဲ့ဝင်တွေဒါကျွန်တော်တို့ recruitment team တွေက
ယုံကြည်ထားတယ်ဆိုလို့ရှိရင်ဒီလိုကစားသမားမျိုးကဒီလောက်နဲ့လည်းထိုက်တန်တယ်လို့ယူဆရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပေးကိုပေးရမယ့်အနေအထားမျိုးကျွန်တော်တို့ကဖြစ်နေပြီဆိုတော့အခုလက်ရှိသတင်းအရာကတော့တော်တော်လေးဝမ်းသာစရာကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ Sachin Ratcliffe တို့အနေနဲ့ Elliot Anderson နဲ့အပြောင်းအရွှေ့အတွက်ကိုတော်တော်လေးကိုဒါစိတ်အားထက်သန်မှုရှိနေတယ်ဆိုတော့ကျွန်တော်မြင်သာစေရလို့ပြောလို့ရပါတယ်ဆိုတော့လက်ရှိဒါအချိန်နေအရာကတော့ဆက်လက်ပြီးစောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ် United အသင်းအနေနဲ့ကတော့ Manchester City နဲ့အတူဒီကစားသမားကိုပြန်ခေါ်ယူနိုင်ဖို့အတွက်ကိုယုံကြည်မှုရှိနေတယ်ဆိုပြီးသိထားရတာပဲဖြစ်ပါတယ်ဆိုတော့လက်ရှိဒါကျွန်တော်နောက်ထပ်သတင်းရဲ့အဆိုအရဆိုလို့ရှိရင် United အသင်းအနေနဲ့တစ်ဆက်တည်းမှာပဲဒါချေးမှာဆိုလို့ရှိရင်ကျွန်တော်ဒီကစားသမားနဲ့ပတ်သက်ပြီးဖော်ပြထားတာရှိတယ်ပေါ့ဒါကတော့ကျွန်တော်တို့ဒါ LS Score ပေါ့ဆိုတော့ဘုံဘုံအသင်းရဲ့ကစားသမားဖြစ်တဲ့ LS Score နဲ့ပတ်သက်ပြီး United အသင်းကလက်ရှိ market value အရအင်မတန်မှဈေးကြီးနေတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်နောက်ထပ်ပြည့်မဲ့ကစားသမားတဦးအဖြစ်ကျွန်တော်တို့ကရှာဖွေနေရ United အသင်းမှာဆိုလို့ရှိရင်လက်ရှိခေါ်ကျင်နေတဲ့ကစားသမားတွေရှိတယ်တော့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါပထမဦးစားပေးဒုတိယဦးစားပေးတတိယဦးစားပေးပေါ့ဒါမျိုးတွေရှိတယ်ပေါ့အခုဆိုရင်မာတီယက်ဖာနန်ဒက်နဲ့လည်းသတင်းထွက်ထားတွေကမာတီယက်ဖာနန်ဒက်အနေနဲ့ဆိုလို့ရှိရင်လည်းဈေးကတော်တော်လေးများနေပေါင်85တန်းလောက်အထိကိုဝက်ဆန်အသင်းအနေနဲ့ဒါလိုချင်နေတဲ့အခြေအနေမျိုးမှာလက်ရှိ United အသင်းအနေနဲ့ LS Score တို့ကိုလည်းစိတ်ဝင်စားနေတယ်ပေါ့ဗျာဆိုတော့ LS Score နဲ့ပတ်သက်ပြီးတော့ဘုံမောက်အသင်းကအခုလက်ရှိမှာဆိုလို့ရှိရင်ပေါင်80လောက်ထိလိုချင်နေတယ်ဆိုပြီးတော့သိထားရတယ်ဆိုတော့ဒီပေါင်တန်း80လောက်ထိလိုချင်နေတဲ့အခါမျိုးမှာဘုံမောက်အသင်းကတကယ်တော့သူတို့ကစားသမားကိုထုတ်ပြီးတော့မှမရောင်းချင်ဘူးမရောင်းချင်ဘဲနဲ့သူတို့ကစားချုပ်တက်တန်းထပ်တိုးဖို့အတွက်ကိုလည်းသူတို့အနေနဲ့ဒါအသင်းထဲမှာကစားသမားတွေစတင်ပြီးဆွေးနွေးနေတယ်ဆိုပြီးတော့သိရတယ် United အသင်းအနေနဲ့ဒါ LS Score လို့ကစားသမားမျိုးကိုရမယ်ဆိုလို့ရှိရင်တော့ကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ LS Score ကတကယ်ကိုကောင်းတဲ့ကစားသမားတူလို့ကျွန်တော်ကတော့မြင်တယ်အသက်အရွယ်ပိုင်းခြားရလဲတော်တော်လေးငယ်သေးတယ်ဆိုတော့ United အသင်းအတွက်အနာဂတ် season တွေအတွက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေလည်းတော်တော်လေးအဆင်ပြေတဲ့ကစားသမားမျိုးလို့မြင်တယ်ဒါပေမဲ့ပေါင်တိုင်း80ကတော့များတယ်ပေါ့ဗျာ LS Score လို့ကစားသမားမျိုးအတွက်ကတော့ဆိုတော့လက်ရှိဈေးကွက်အရာဘလောက်ပဲပျက်စီးနေပါစေကျွန်တော်တို့ပေါင်တိုင်း80လောက်ထိဒါဘုံမောက်တဲ့လိုချင်နေတာကြီးကတော့တော်တော်လေးများတယ်လို့ပြောလို့ရတယ် United အသင်းအနေနဲ့ကတော့စိတ်ဝင်စားနေတယ်စောင့်ကြည့်နေတယ်ဒီကစားသမားရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါဘယ်လိုလဲရှေ့မှာဒီကစားသမားတွေ United အသင်းရွေးထားတဲ့ကစားသမားတွေလွှဲလျှော်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ backup plan လေးရှိရမှာဖြစ်တဲ့အတွက်ကြောင့်ဒီလိုကစားသမားတွေကိုစိတ်ဝင်စားပြီးတော့မှစောင့်ကြည့်နေတယ်လက်ရှိအခြေအနေအရာဒါ Nottingham Forest sorry ဒါပါလေမုံမောက်အသင်းဒါလိုချင်နေတဲ့ဒီပြောင်းရွှေ့ပမာဏကိုတော့ပေးဖို့တော့ဆန္ဒမရှိဘူးဆိုပြီးတော့တည်ထားရတာပဲဖြစ်ပါတယ်ဆိုတော့ဒီအပြောင်းရွှေ့ဈေးနှုန်းတွေနဲ့ပတ်သက်ပြီးတော့ညီကိုတွေဘယ်လိုမြင်ကြလဲပေါ့ဆိုတော့အခုလက်ရှိ market ဈေးနှုန်းတွေအရာ United အသင်းခေါ်ယူခြင်းနေတဲ့ကစားသမားတိုင်းဟာဆိုလို့ရှိရင်ဈေးကအင်မတန်မှများနေတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီများပြနေတဲ့ဈေးနှုန်းတွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမြင်ကြလဲဆိုတော့ comment section မှာဝင်ရောက်ပြီးတော့မှမှတ်ချက်ပြုလို့ရပါတယ်ဆိုတော့အခုလက်ရှိထွက်ထားတဲ့သတင်းတွေရဲ့အဆိုအရဆိုလို့ရှိရင်ညီကိုတွေဒါကျွန်တော်တို့ Elliot Anderson ကိုရော Manchester City နဲ့အတူအပြိုင်ပြီးတော့မှကျွန်တော်တို့ United အသင်းအနေနဲ့ခေါ်ယူသွားနိုင်မယ်လို့ထင်ကြတာcomment section မှာဝင်ရောက်ပြီးတော့မှတ်ချက်ပြုလို့ရပါတယ်ခင်ဗျာကြည့်ရှုပေးကြတဲ့ညီကိုတောက်ရှင်းစရာကိုကျေးဇူးများတင်ပါတယ်ကျွန်တော် YouTube channel နဲ့ Facebook page ကို like and subscribe ပြုလို့ရသေးဘူးဆိုလဲပြုလုပ်ပြီးတော့တောင်းဆိုပါတယ်ကျွန်တော်နောက်ပြီးတော့ပြန်လာခဲ့ပါမယ်ကျွန်တော်ကိုထိုက်ပါ